တွေ့ကိုဝယ်တော့မယ်ဆိုရင်ရှောင်ရမယ်အမှား၃ခုဒါတွေကိုသတိထားပါရွှေဈေးကျလို့ဝယ်လိုက်တာပြန်ရောင်းတဲ့အခါဘာဖြစ်လို့ရှုံးသွားတာလဲဒီအမှား၃ခုကြောင့်ရှုံးသွားတာပါနံပါတ်1ပထမအချက်ကအထည်ဘိုးနဲ့လက်ခများတဲ့ရွှေတွေကိုရင်းနှီးမြုပ်နှံဖို့ဆိုပြီးတော့ဝယ်မိတာပါနံပါတ်2ဒုတိယအချက်ကကိုယ်တိုင်အရေးပေါ်သုံးမဲ့အရန်ငွေတွေကိုထုတ်ပြီးတော့ရွှေတွေကိုအကုန်လုံးပုံအောလိုက်တာနံပါတ်3တတိယအချက်ကရွှေရဲ့အရေးအသွေးနဲ့အခောက်15ပဲရေကွာခြားမှုကိုမသေးကြပဲဝယ်လိုက်မိတာဒီအမှား3ခုကိုရှောင်ကျဉ်ပြီးရွှေပေါ်မှာရင်းနှီးမြုပ်နှံခြင်းတဲ့သူတွေတော့အခောက်ရွှေတုံးဒို့မဟုတ်ကွဲအမှုမရှိနိုင်တဲ့ဒင်္ဂါပြားတွေကိုဝယ်ပြီးတော့စုထားပါဒါဆိုရင်ကိုကပြန်ရောင်းတဲ့အခါမှာဆုံးရှုံးမှုလုံးဝမရှိသလောက်ဖြစ်လာလိုက်မယ်နောက်ထပ်ရွှေအကြောင်းနဲ့ဗဟုသုတရစေမဲ့အချက်လက်တွေကိုသိချင်လို့ရှိရင်ကျွန်တော်ရဲ့အကောင့်လေးကို follower လေးလှုပ်ထားပေးပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်ဗီဒီယိုလေးရဲ့ comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်